မင်္ဂလာပါဓမ္မချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာထိုင်းနိုင်ငံပထုံဌာနီဓမ္မကာယကျောင်းတော်ကြီးမှာနှစ်စဉ်ကျင်းပလေးရှိတဲ့ဘုံကတိအောင်ပွဲကြီးနေ့ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကိုလာမယ့်12လပိုင်း9ရက်နေ့2025တနင်္ဂနွေနေ့မှာမြန်မာပြည်သူပြည်သားများနဲ့စီကားတိုင်းမြိုက်စွာစီရင်ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဘုံကတိအောင်ပွဲကြီးမှာဆိုရင်ကားစီး300တီတီကိုထိုင်းနိုင်ငံပြည်နယ်35ခုကိုကားကစေတနာလူကံငွေနဲ့ကြိုပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကားတစ်စီးကိုလူဦးရေ40ယောက်ပြည့်ကားတစ်စီးပေးပါတယ်ခင်ဗျာကားတစ်စီးမှာကားကောင်းဆောင်တဦးကနေမှဓမ္မချစ်ခင်သူတော်စင်ပေါင်းတို့ကိုဥဆောင်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာတရင်အောင်မကြီးကိုလာမဲ့ဓမ္မမိတ်ဆွေများအနေဖြင့်မိမိတို့ရဲ့တိုင်းရင်းသားရိုးရာဝတ်စုံများကိုဝတ်ဆင်နိုင်အောင်သာမကမြန်မာဝတ်စုံများဖြင့်ပွဲသို့တက်ရောက်ပေးကြဖို့လေးစားစွာဖြင့်မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာကရင်အောင်မကြီးကိုတက်ရောက်ကြမဲ့ဓမ္မမိတ်ဆွေများအနေဖြင့်နေနီးနယ်ဝေးမှာကားများအားဆိုရင်ကျောင်းကို9:45အရောက်လာခဲ့ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဓမ္မကာယအကြောင်းကြီးကိုစတင်ရောက်ရှိနေတဲ့တပြိုင်နက်မြန်မာကျိုးဆိုရေးအဖွဲ့များအနေမှာသက်ဆိုင်ရာနေရာဒေသများကိုပို့ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဓမ္မကာယအကြောင်းတော်ကြီးမှာကတိအောင်ပွဲကြီးတို့တက်ရောက်လာကြတဲ့ဓမ္မမိတ်ဆွေများကိုမနက်စာနဲ့နေ့လယ်စာဆိုပြီးတော့ဓမင်းများကိုစီစဉ်ပေးပါတယ်ခင်ဗျာညနေပြန်တဲ့အခါမှာအချိုရည်မုတ်ကို free စီစဉ်ပေးထားပါတယ်ခင်ဗျာဓမ္မတပင်ခမ်းမကြီးမှာစွန်းတော်ကြီးကတ်လူပူဇော်ပွဲကိုမနက်9နာရီမှ17နာရီအထိဆင်ရင်ချင်းမှပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ထိုဓမ္မတပင်ခမ်းမကြီး၌စွန်းတော်ကြီးကတ်လူပူဇော်ပွဲမှာမြန်မာပြည်သူပြည်သားများအနေဖြင့်ဝင်ရောက်တရားထိုင်ကုသိုလ်ယူပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ။တရားထိုင်ကုသိုလ်ယူပြီးသွားပြီဆိုရင်မိမိတို့တရားထိုင်တဲ့နေရာမှာပဲထမင်းများကိုနေ့လယ်စာထမင်းများကိုကျွေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနေ့လယ်စာထမင်းစားပြီးတဲ့တပြိုင်နက်မြန်မာပြည်သူပြည်သားများမှတ်တမ်းတင်စုပေါင်းတပ်ပုံရိုက်ပြီးသွားတဲ့အခါမှာမြန်မာကျိုးဆိုရေးဆောင်နဲ့နံပါတ်3မှာကထိန်သင်္ကန်းကတ်နဲ့ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကိုနေ့လယ်12နာရီမှ3နာရီအထိစီကားတိုင်းမြိုက်စွာစီရင်ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကထိန်သင်္ကန်းကတ်ပွဲကြီးမှာဆိုရင်ကြောက်ရောက်ကြမယ်ဓမ္မမိတ်ဆွေများကိုဘာယာမညာယထဗုဒ္ဓတက္ကသိုလ်ဆရာတော်ဗဒ္ဒနာသီလစာရဓမ္မစရိယမှာတရားရည်အမြိုက်စေးကိုတိုက်ကျွေးပြုလုပ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကထိန်အောင်မကြီးမှာဆိုရင်မြန်မာပြည်သူပြည်သားများရဲ့ချစ်စရာဓလေ့များကိုတွေ့မြင်ခံစားရရုံသာမကမြန်မာပြည်သူပြည်သားများရဲ့စေရနာတရားထက်သန်လွန်ကဲမှုများကိုလည်းတွေ့မြင်ရနိုင်ပါတယ်မြန်မာပြည်ပွားတိုင်းရင်းသားများဟာဆိုရင်ကထိန်အောင်မကြီးမှာစီယုံစွာနဲ့စုပေါင်းစီရင်ကျင်းပပြုလုပ်သွားတာကိုလည်းတွေ့မြင်ခံစားနိုင်ပါတယ်ခင်ဗျာကထိန်အောင်မကြီးမှာသင်္ကန်းတစ်စုံ200ဘတ်နဲ့ကျောင်းမှာစီစဉ်ပေးထားပါတယ်ခင်ဗျာခုဆိုရင်ကထိန်အောင်ပွဲကြီးမှာသင်္ကန်းများကိုစက္ကန့်လူရန်ကြမယ်အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာမြန်မာပြည်သူပြည်သားများဟာစေတနာတရားထက်သန်လွန်ရုံသာမကမိမိတို့ရဲ့အမျိုးဘာသာသာသနာကိုလည်းစောင့်ရှောက်ကြပါတယ်ခင်ဗျာဓမ္မကာယဘုန်းတော်ကြီးကျောင်းမှာဆိုရင်သင်္ကန်းစက္ကန့်လိုက်ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ပုံတော်ကိုလက်ဆောင်အနေဖြင့်ထည့်ပေးပါတယ်ခင်ဗျာခုဆိုရင်သင်္ကန်းကတ်လူနေပုံကိုဝမ်းသာကြည်နူးဝဲတွေ့မြင်ခံစားရမှာဖြစ်ပါတယ်ခင်ဗျာတိုင်းသားများစုပေါင်းပြီးတော့စင်ကျင်းပပြုလုပ်ကြတဲ့ဓမ္မကာယအကြောင်းတော်ကြီးမှာဆိုရင်မြန်မာပြည်သူပြည်သားများဟာမိမိတို့ရဲ့နိုင်ငံမှာကောင်းမှုကုသိုလ်ပြုလုပ်တယ်လို့သူတစ်ပါးနိုင်ငံရောက်နေတော်ညာလေဗုဒ္ဓဘာသာသာသနာအတွန့်ရှည်ခိုင်မာတည်တဲ့နိုင်ရဲ့အတွက်ကောင်းမှုကုသိုလ်များကိုပြုလုပ်ကြတာပဲဖြစ်ပါတယ်ခင်ဗျာကရင်သင်္ကန်းကပ်ပွဲနဲ့ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲပြီးတော့တဲ့အခါမှာဗုဒ္ဓမြတ်စွာဘုရားအစုပေါင်းတသန်းရှိတော့ဓမ္မကာယစီတီကိုလှည့်လည်ပူဇော်ကြောကြမှာပဲဖြစ်ပါတယ်ခင်ဗျာ
လှည့်လည်ပူဇော်ရတဲ့အချိန်ကတော့ညနေ4 နာရီမှ5 နာရီထိဖြစ်ပါတယ်ခင်ဗျာခုဆိုရင်မြန်မာပြည်သူပြည်သားများဟာမိမိတို့ရဲ့တနေ့တာပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်အဆုစုတို့ကိုစိတ်မှာရည်မှန်းပြီးတော့ဘုရားမြတ်စွာအဆုဖျားအဆုပေါင်းတသန်းရှိသောဓမ္မကာယစီရီကြီးကိုလှည့်လည်ပူဇော်နေကြပြီပဲဖြစ်ပါတယ်ခင်ဗျာတို့ဖြစ်ပါတော့ကြောင့်ဓမ္မကာယကျိုးဆိုရေးအဖွဲ့နဲ့ထိုင်းနိုင်ငံရောက်မြန်မာပြည်သူပြည်သားတိုင်းရင်းသားပေါင်းတို့စုပေါင်းစင်ရင်ကျင်းပအပ်သောဘုံကတဲ့အောင်ပွဲကြီးကိုအနေနဲ့ထိုင်းနိုင်ငံအနေနဲ့ရရမှာဓမ္မချစ်ခင်သူတော်စင်အပေါင်းတို့တက်ရောက်ကြဖို့လေးစားစွာဖြင့်မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ